အိမ်ထောင်ပြုတ်တယ်ဆိုတာမိန်းကလေးတယောက်ကိုအိမ်ခေါ်ပြန်လာပြီးသူ့ကိုဘဝတစ်လျှောက်လုံးကောင်းကောင်းဂရုစိုက်ဆောက်ရှောက်ဖို့လို့ကျွန်တော်ထင်ခဲ့တယ်။ဒီအကြောင်းကိုအများကြီးမတွေးခဲ့တယ်လို့ရိုးရိုးရှင်းရှင်းပဲမြင်ခဲ့တယ်။အလုပ်စူးစမ်းမယ်၊ပတ်စံရှာမယ်၊ရှောက်မလုပ်ရင်ဒီအိမ်ထောင်ရေးတာယာလိမ့်မယ်လို့ထင်ခဲ့တယ်။ကျွန်တော်လည်းလက်ထက်တဲ့နေ့ကသူအလှဆုံးပြုံးတယ်။အဲ့ဒီအချိန်တုန်းကစိတ်ချပါမင်းကိုငါနောင်တမရစေဘူးလို့စိတ်ထဲတွေးခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းမှာအမားမလောက်တာနဲ့တေချာလောက်တာဟာမတူဘူးဆိုတာကျွန်တော်သဘောပေါက်လာပါတယ်။လက်ထပ်ပြီးတဲ့နောက်ကျွန်တော်အရန်အလုပ်များလာတယ်။နေ့တိုင်းအချိန်ပိုဆင်းတယ်။အဲ့တွေးတယ်ဝင်းဝင်းပူကောင်းအောင်အမြဲစဉ်းစားတယ်။သူ့ကိုပူကောင်းတဲ့ဘဝရှိစေချင်တယ်။အစမှာတော့ကျွန်တော်အပြန်ကိုသူစောင့်တယ်။နောက်ပိုင်းသူအရင်အိတ်သွားတယ်။နောက်တော့မိတဆောင်တောင်သူမဖွင့်မထားတော့ဘူး။ကျွန်တော်ကိုသူမေးခဲ့တာမမေးခဲ့တာမဟုတ်ပါဘူး။ဒီရက်ပိုင်းရှင်ပြန်လာတာညံ့နေတယ်နော်။အလုပ်ကိစ္စကြောက်ပေးလေတခြားဘာဖြစ်ရမှာလဲ။ကျမတို့စကားကောင်းကောင်းမပြောဖြစ်တာကြာလာပြီနော်။နေ့တိုင်းတွေ့နေတာပဲမဟုတ်လားလို့ကျွန်တော်စိတ်မရှိပဲပြောမိတယ်။အခုပြန်စဉ်းစားကြည့်တော့အဲ့ဒီတုန်းကသူပြောတဲ့အပြန်လာစကားတွေဟာတကယ်တော့သူ့ရဲ့အကူငီတောင်းတန်တွေပါအဲ့ဒီတုန်းကကျွန်တော်နားမလည်ခဲ့တာပါတာဝန်တင်းတန်းတဲ့ခင်ပွန်းတယောက်သူလိုတယ်လို့ကျွန်တော်အမြင်ထင်ခဲ့ပါတယ်တကယ်တမ်းမှာသူလိုတာဟာသူ့အနားမှာရှိတဲ့သူတယောက်ကိုပါကျွန်တော်တို့မှာရောင်းရင်းဆန်ခတ်တဲ့ပြဿနာမျိုးမရှိခဲ့ဘူးဖောက်ပြန်တာတစ္ဆာဖောက်တာလည်းမရှိခဲ့ဘူးတဖြည်းဖြည်းနဲ့သူကသူ့အကြောင်းတွေကျွန်တော်နဲ့မမျှဝေတော့ဘူးကျွန်တော်လည်းမင်းရမှာပြင်းလာတယ်ဒီလိုနဲ့တကတင်ထဲမှာအိပ်ပြီးကျွန်တော်တို့ဝေးသွားကြတယ်တခါကသူနေမကောင်းဖြစ်တယ်ကျွန်တော်ကအလုံးမှာအစည်းအဝေးတက်နေတယ်သူနေမကောင်းဘူးလို့ message ပို့တော့ဆရာဝန်နဲ့အရင်သွားပြနောက်မှပြောမယ်လို့ကျွန်တော် message ပြန်ပို့ခဲ့လိုက်တယ်ကျွန်တော်အလုပ်ပြီးတော့ညနေနေပြီသူစီကလည်းဘာ message မှမလာတော့ဘူးအဲ့ဒီနေ့အိမ်ပြန်ရောက်တော့သူ့ကိုကတင်ပေါ်ကွေးနေတာတွေ့လိုက်တယ်ဘေးမှာဆေးနဲ့ရေတစ်ခွက်ရှိနေတယ်နည်းနည်းအားနာတယ်လို့ကျွန်တော်ခံစားလိုက်ရတယ်တကယ်နည်းနည်းလေးပါနောက်နေ့မှလည်းကျွန်တော်ကပုံမှန်အလုပ်သွားလိုက်ပါတယ်အခုပြန်စဉ်းစားကြည့်ရင်အဲ့ဒီအချိန်ကကျွန်တော်တို့ကြားဆက်ဆံမှုရွယ်လာချိန်ဖြစ်ပါလိမ့်မယ်အဲ့ဒီနောက်ပိုင်းသူအရန်တိတ်ဆိတ်သွားတယ်ငင်းခုန်တာတွေစူပူတာတွေကျွန်တော်စီကမျောလင်းချက်တွေမရှိတော့ဘူးမိမတယောက်မစူမပူညံမလုပ်ရင်တင့်ကောင်းတာပဲလို့လူအများကထင်ကြတယ်တကယ်တော့မဟုတ်ပါဘူးနောက်ပိုင်းကျွန်တော်ကိုသူကွာရှင်းချင်တယ်လို့ပြောချိန်သူတကယ်တည်ငြိမ်ပါတယ်ကျမကုပါတာကိုလည်းတယောက်တည်းနေလို့ရနေတယ်လို့ပဲလို့သူပြောတယ်ကျွန်တော်မိန်တက်သွားပြီးဒီလောက်ကြီးမဖြစ်သင့်ပါဘူးလို့ပြောမိတယ်သူကကျွန်တော်ကိုကြည့်ပြီးကျမနာရှင်ဘယ်တုန်းကမှရှင့်မနေခဲ့တာလို့ပြောတယ်အဲ့ဒီစကားကိုအခုထက်ထိကျွန်တော်မမိနေတော့ပါပဲကျွန်တော်တို့ငင်းခုန်ရန်ဖြစ်တာမျိုးမရှိခဲ့ဘူးနှွေးထွေးမှုမရှိတော့တဲ့ဆက်ဆံရေးတစ်ခုကိုဂရုတစိုက်ပြန်သိမ်းလိုက်တာပါကွာရှင်းစာချုပ်မှာလက်မှတ်ထိုးတဲ့နေ့ကကျွန်တော်လက်နည်းနည်းတုံနေတယ်ဒီဆက်ဆံရေးကိုပြန်ကယ်ချင်လို့တော့မဟုတ်ဘူးရုတ်တရက်တွေးမိတာကကျွန်တော်တို့ဟာတခြားလူကိုအရှုံးပေးလိုက်ရလို့မဟုတ်ပဲဘာမှဂရုတစိုက်တေချာမလုပ်ခဲ့တဲ့ကိုပဲအရှုံးပေးလိုက်ရတယ်ဆိုတာပါကွာရှင်းပြီးတဲ့နောက်အချိန်တစ်ခုထိကျွန်တော်အကျဉ်းသားမရဖြစ်ခဲ့တယ်အိမ်ကအရန်တိတ်ဆိတ်သွားတယ်ကျွန်တော်ကိုစားပြီးပြီလားလို့မေးတဲ့သူမရှိတော့ဘူးအိမ်ပြန်နောက်ကျတဲ့အခါဘာဖြစ်လို့နောက်ကျတာလဲဆိုပြီးတော့မေးတဲ့လူမရှိတော့ဘူးနေမကောင်းတဲ့အခါပြရခက်နေတဲ့လူမရှိတော့ဘူးအလောက်ကပြန်လာတဲ့အခါရေတစ်ခွက်ကမ်းပေးမဲ့သူမရှိတော့ဘူးအရင်တုန်းကစိတ်ရှုပ်စရာလို့ထင်ခဲ့တဲ့အရာတွေရုတ်တရက်ပျောက်သွားတော့ရင်မှာဟာတတာခံစားရတယ်အခုအချိန်ကြာမှကျွန်တော်တဖြည်းဖြည်းသဘောပေါက်လာတာဟာသူ့စိတ်ခံစားချက်တွေ
သူညင်းညူမှုတွေဟာသူ့ကိုကျွန်တော်အာယုံတစ်ချက်စိုက်ဖို့တောင်းဆိုတဲ့စကားတွေဖြစ်တယ်ဆိုတာပါနောင်တရလားလို့မေးရင်စောစောစီစီမနာမလဲခဲ့တာကိုနောင်တရတယ်လို့ပြောပါမယ်အိမ်ထောင်ရေးတိုင်းဟာကြီးမားတဲ့အမားတစ်ခုကြောင့်အဆုံးတက်သွားတာမဟုတ်ပါဘူးဆက်ဆံရေးကိုတဖြည်းဖြည်းပျက်စီးစေတဲ့အရာတွေကဘာမှမဟုတ်တာဆိုတဲ့အရေးပါပုံမရတဲ့အသေးအဖွဲလေးတွေပါကိုဘေးမှာနားပူအောင်လုပ်တဲ့ကိုစိတ်ဆိုးစိတ်ကောက်တတ်တဲ့ကိုအပြန်ကိုစောင့်မျှော်နေတတ်တဲ့သူတဲရောက်ရှိရင်ဒါကိုပေါ့ပေါ့တန်တန်မမှတ်လိုက်ကြပါနဲ့တနေ့မှသူစကားသိမပြောတော့တဲ့အခါမမျော်လင့်တော့တဲ့အခါဒါဟာကိုမပါလေကိုမရှိလေသူတယောက်တည်းကောင်းကောင်းနေထိုင်ဖို့အဆင်သင့်ဖြစ်နေပြီဆိုတဲ့အဓိပ္ပာယ်ပါအိမ်ထောင်ရေးဆိုတာတောက်ခံထားရုံနဲ့အောင်မြင်နိုင်တဲ့အရာမဟုတ်ပါဘူးအဲ့ဒီအိမ်ထောင်ရေးထဲမှာနှစ်ယောက်စလုံးရှိနေဖို့စံတရှိမှသာအဓိပ္ပာယ်ရှိတာပါကျွန်တော်ဟာမအောင်မြင်တဲ့အိမ်ထောင်ရေးတစ်ခုကိုဖျက်ဆီးပြီးမှသင်ခန်းစာတစ်ခုကိုရလိုက်ပါတယ်အဲ့ဒါကတော့အချစ်ဆိုတာဘဝတစ်ခုကိုတိဆောက်ရုံတင်မကအချိန်လေးပေးဖို့လိုတယ်ဆိုတာပါအကောက်ပိုင်ရှင်99စနေ